ကျွန်တော်ဒီဗီဒီယိုမှာအတွေးလေ့ကျင့်ခန်းလေးတစ်ခုတော့လုပ်ကြည့်ရအောင်ဗျ။ဘာအတွေးလေ့ကျင့်ခန်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီအချိန်မှာပတ်စံဆိုတဲ့အရာကိုတွေးကြည့်ရတာတော်တော်လေးခက်တယ်ဗျ။ဘာဖြစ်လို့လဲဆိုလို့ရှိရင်လူတွေကလည်းအများကြီးဖြစ်သွားပြီ။နည်းပညာတွေကလည်းအများကြီးတိုးတက်သွားပြီ။ပြီးလို့ရှိရင်ပတ်စံနေဆိုတာလည်းအများပဲ။တရုတ်ပတ်စံရှိတယ်၊မြန်မာပတ်စံရှိတယ်၊ထိုင်းပတ်စံရှိတယ်၊အမေရိကန်ပတ်စံရှိတယ်၊နော်ဝေးပတ်စံရှိတယ်ပေါ့နော်။ဆိုတော့ပတ်စံဆိုတဲ့အရာကိုတွေးကြည့်လို့ရှိရင်တော်တော်လေးခက်သွားတာကိုတွေ့ရလိမ့်မယ်အဲကြောင့်မလို့ကျွန်တော်တို့နည်းနည်းပြောင်းပြန်လန်ကြည့်တဲ့အနေနဲ့ဟိုဘိုးဘေးဘောင်စင်ခက်ကိုကျွန်တော်တို့တွားပြီးတော့မှတွေးကြည့်အောင်အဲ့လိုတွေးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အထင်ပို့ပြီးတော့လွယ်ကူလိမ့်မယ်လို့ထင်တယ်ဆိုတော့အတွေးလေ့ကျင့်ကဘာလဲဆိုလို့ရှိရင်ပတ်စံမရှိတဲ့ကဘာကိုအရင်တွားကြည့်အောင်ထားလိုက်ပါတော့ဒီကဘာကြီးတစ်ခုလုံးမှာတင်တယောက်တည်းပဲရှိတယ်အဲ့ဒါဆိုလို့ရှိရင်ပတ်စံလိုမလားပေါ့နော်ဘယ်အချိန်မှာကျွန်တော်တို့ပတ်စံကိုစပြီးတော့လိုအပ်လာတယ်လဲပြီးလို့ရှိရင်ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းအရာနှစ်ခုကိုကျွန်တော်တို့လေ့ကျင့်ခန်းပေါ့နော်အနေနဲ့တွေးကြည့်အောင်ကျွန်တော်ဒီမှာတော့တွေးပြတော့မှာမဟုတ်ပါဘူးကိုယ်ကနေကိုအင်စားအနေနဲ့လုပ်ကြည့်ပေါ့နော်ပြီးမှပဲကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်တို့ပတ်စံကိုနည်းနည်း theory အရာအဓိပ္ပာယ်ဖွင့်ကြည့်အောင်ဆိုတော့အတွေးလေ့ကျင့်ခန်းဘာလဲဆိုလို့ရှိရင်ပတ်စံကဘယ်အချိန်မှာစပြီးလိုအပ်လာတယ်လဲပြီးရင်ဘာဖြစ်လို့စပြီးလိုအပ်လာတယ်လဲဆိုတဲ့အရာကိုတွေးကြည့်လိုက်ပါဘယ်လိုတွေးကြည့်မလဲဆိုရင်ပထမဆုံးဒီကဘာကြီးတစ်ခုလုံးမှာတင်တယောက်တည်းပဲရှိတယ်အဲ့အချိန်ကနေစကြည့်လိုက်အဲ့အချိန်မှာပတ်စံလိုအပ်မလားပေါ့နော်ပြီးရင်နောက်ထပ်လူ100လောက်ထပ်ထည့်ကြည့်လိုက်အဲ့ဆိုလို့ရှိရင်ဒါမျိုးရွာလေးဖြစ်လာမယ်ပေါ့နော်အဲ့လိုမျိုးမှာပတ်စံစပြီးလိုအပ်ပြီလားလိုအပ်ပြီဆိုလို့ရှိရင်ဘာဖြစ်လို့လိုအပ်တာလဲအဲ့နှစ်ခုကိုတွေးကြည့်ပါအဲ့100ထပ်ထည့်ကြည့်လိုက်ပြီးရင်နောက်ထပ်လူ1000လောက်ထပ်ထည့်ကြည့်လိုက်အဲ့ဆိုလို့ရှိရင်ပတ်စံအဲ့အချိန်မှာလိုအပ်ပြီလားလိုအပ်ပြီဆိုလို့ရှိရင်ဘာဖြစ်လို့လိုအပ်တယ်လဲဆိုတဲ့အရာကိုဥပမာအနေနဲ့အတွေးလေ့ကျင့်ခန်းတစ်ခုအနေနဲ့တွေးကြည့်ပါနော်ဆိုတော့ကျွန်တော် hint လေးတစ်ခုတော့ပေးကြည့်မယ်ကျွန်တော်ဒီမှာလိန်မော်တီးပေါ့နော်ကိုဒီမှာအခွန်ခွာလိုက်ပြီပေါ့နော်ကျွန်တော်မှာလိန်မော်တီးရှိတယ်တခြားသူတယောက်မှာပန်းတီးရှိတယ်ကျွန်တော်နှစ်ယောက်ပေါ့နော်သူရှိမှရှိတဲ့ပန်းတီးကိုကျွန်တော်လိုချင်တယ်ကျွန်တော်စီမှာရှိတဲ့ပန်းတီးကိုသူလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က okay ပန်းတီးနဲ့ကျွန်တော်လိန်မော်တီးနဲ့လဲမလားပေါ့နော်ဆိုတော့ပြန်ပြီးတော့ recap လုပ်မယ်ဒီအတွေးလေ့ကျင့်ခန်းမှာပတ်စံကဘယ်အချိန်မှာစပြီးလိုအပ်လာတယ်လဲအဲ့လိုလိုအပ်လာတဲ့အချိန်မှာဘာဖြစ်လို့ပတ်စံကစပြီးလိုအပ်လာတယ်လဲဆိုတဲ့ဟာကိုအင်စာအနေနဲ့တွေးကြည့်ပါနော်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုကြမှာပဲပတ်စံကို theoretically သူ့ရဲ့ definition ကိုကျွန်တော်တို့လေးလေးနက်နက်ဖွင့်ကြည့်အောင်နော်ကဲဒါဆိုလို့ရှိရင်အဲ့ဒါအင်စာပဲပေါ့နော်ဆိုတော့ကျွန်တော်တို့နောက်ဗီဒီယိုမှာထပ်ပြီးတော့တွေ့ရအောင် bye bye Okay.